ပညာဆိုတာဘာကိုပြောတာတုံးလို့ဆိုလို့ရှိရင်အခုခေတ်လူတွေကတက္ကသိုလ်တို့ကောလိပ်တို့သွားပြီးတော့နိုင်ငံသားတို့သွားပြီးတော့သင်တာကိုပညာလို့ပြောနေကြတယ်တကယ်ကတော့ပညာသင်တာမဟုတ်ဘူး subject matter ကိုသင်တာအဲ့ဒါကိုသုတလို့ပဲခေါ်တယ်သုတဆိုတာနာနဲ့သင်ယူလို့သုတလို့ခေါ်တာဒါမို့သုတကိုဘာသာပြန်တဲ့အခါလမ်းနဲ့ပဲပြန်သင်ယူတယ်နာနဲ့သင်ယူတယ်ဘာတွေသင်တာတော့တက္ကသိုလ်မှာဘာတွေသင်တာတော့ဆို subject matter တွေသင်တာဘယ်လိုလုပ်ရမလဲဘယ်လို management ပညာဘယ်လို business ဘယ်လိုလုပ်ရတယ်ဆိုအကြောင်းအရာတွေပဲသင်တာအဲ့ဒါပညာလားလို့ဆိုမဟုတ်သေးပညာဆိုတာအဲ့ဒီသင်ထားတဲ့အချက်လက်နဲ့လက်တွေ့အသုံးချပြီးတော့ experience ဖြစ်လာပြီးကိုယ်ပိုင်ကိုလှုပ်တဲ့နဲ့မလှုပ်တဲ့မူဆုံးဖြတ်လာပြီးဆိုမှပညာနော်ပညာဆိုတာအသိပြောတာအသိဉာဏ်ဆိုတာပေးလို့မရဘူးပေးလို့ရတာ subject matter ပဲပေးလို့ရဒါမို့ပေးလိုက်တဲ့ subject matter ကိုသုတလို့ပဲခေါ်တယ် general knowledge ပေါ့ဘဟုသုတလို့သုံးအဲ့ဒီသုတကမှစဉ်းစားဆင်ခြင်ပြီးလက်တွေ့သုံးချတဲ့အခါမှာပညာဖြစ်တယ်အဲ့တော့ပညာရှိလာပြီဆိုလို့ရှိရင်တချို့ပညာရှိတဲ့ပုဂ္ဂိုလ်ကသုတရှိမရှိရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာလို့စဉ်းစားပြီးလုပ်တယ်အဲ့တော့အမှားမရှိဘူးဒီပညာတတ်ပြီးမှားမှားယွင်းလုပ်တဲ့လူတွေလည်းအများကြီးရှိတယ်နော်မပြောသင့်တာပြောလို့ပြဿနာတက်တယ်မလုံးသင့်တာလုံးလို့ပြဿနာတက်တယ်အများကြီးပဲရှိတယ်သူကြည့်လိုက်တော့ educated ပဲ educated ပဲတကယ်ကိုသင်ထားတဲ့ပုဂ္ဂိုလ်ပဲအေးပညာဆိုတာတခြားဆိုတာကိုသတိထားဖို့လိုတယ်ဒါကြောင့်မို့ပညာဆိုဒီမှာပိုင်းပိုင်းခြားခြားကွဲကွဲပြားပြားသိရှိတာကိုပညာတနည်းအားဖြင့်ပြောမယ်ဆို wisdom သင်လို့တတ်တာ knowledge နဲ့ wisdom အဲ့လိုခွဲပြောမယ်ဆိုရင်ရ wisdom ဆိုတာလက်တွေ့သုံးချပြီးတော့ဆုံးဖြတ်နိုင်တာကို wisdom လို့ခေါ်တယ်ပြောမယ်ဆိုရင် experience သက်ဆိုင်တယ်ဒါကြောင့်မို့ဒီမှာဆိုလိုတဲ့ပညာဟာဘာလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတယ်အဲ့ဒီခွဲခြားသိမှုဆိုတာအမှန်တမ်းအရေးပါတယ်အဲ့ဒါစဉ်းစားရတာအဲ့ဒီအချိန်မှာ theory ကိုရွတ်ရတာမဟုတ်ဘူးလေလှုပ်တဲ့မှာလည်းမလှုပ်တဲ့မှုဆိုတာအကြောင်းအသင်ခဲ့တာမှမဟုတ်တာပဲအကြောင်းအသင်လည်းနည်းနည်းပဲသင်လို့ရမှာပေါ့အဲ့တော့ကိုယ့်အကိုစဉ်းစားတာလှုပ်တဲ့လားမလှုပ်တဲ့ဘူးပြောတဲ့လားမပြောတဲ့ဘူးပြောတဲ့သလားမပြောတဲ့နဲ့စကားလားဟောကိုယ့်ကိုခွဲခြားသိအဲ့ဒါကြပညာလို့ခေါ်တယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာကွဲကွဲပြားပြားသိတာပညာမသိရင်ဘာဖြစ်လဲဆိုရင်လှုပ်တဲ့နာကိုမလှုပ်တဲ့မှုလို့ထင်တယ်မလှုပ်တဲ့နာကြတော့လှုပ်တဲ့နယ်လို့ထင်တယ်ဟောလွဲသွားအဲ့တော့လှုပ်တဲ့နာကိုမလှုပ်တဲ့မှုလို့ထင်တာနဲ့မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တာနှစ်ခုစလုံးဟာအကျိုးဆိုးတဲ့အခါမှာတူတူပဲမလှုပ်တဲ့နာကိုလှုပ်လို့ရှိရင်မှားမှားယွင်းတို့သည့်အတွက်ကြောင့်ချီမာတဲ့ဆုံးရှုံးမှုကိုဖြစ်စေလှုပ်တဲ့နာကိုမလှုပ်ဖဲနေရတဲ့နာမရသည့်အတွက်ကြောင့်ဆုံးရှုံးမှုပဲဖြစ်တယ်ဒါမို့စာပေကျမ်းကမှာဆိုထားတာရှိတယ်အကတ္တဗကရဏဝိယကတ္တဗကရဏဘိဒေါသောယေဝါဆိုတဲ့ဆိုရိုးလေးတစ်ခုရှိပြောတာကဘာလို့ဆိုမလှုပ်တဲ့နာကိုလှုပ်တာနဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေတာဟာတူတူပဲအပြစ်ကြီးပဲလို့သူတို့ပြောတာဒီနှစ်ခုကတူတူပဲမလှုပ်လူတွေကအပြစ်တင်ရင်ပြောတာပေါ့လူတယောက်ဒုက္ခရောက်ပြီဆိုရင်ပြောတယ်ဒီလူကမလှုပ်တဲ့နာလှုပ်တာဒါကြောင့်မို့ဒုက္ခရောက်တယ်ဒါတော့အပြစ်တင်လှုပ်တဲ့နာမလှုပ်ဖဲနဲ့ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်လှုပ်တဲ့နာကိုမလှုပ်လို့ပျက်စီးဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိဒါကြောင့်မို့အကျိုးသက်ရောက်မှုချင်းကြတော့တူတယ်လို့ဆိုလို့တယ်ပေါ့ဒီတစ်ခုစလုံးကအပြစ်ပဲဆိုတော့မိဘဆိုတာပြုစုရမယ်တာဝန်ဝတ္တရားရှိတယ်လှုပ်တဲ့မလှုပ်ဖဲနေလို့ရှိရင်အပြစ်ဖြစ်တာပဲဒါလေနော်ပညာငယ်စဉ်ကသင်ရမယ်လှုပ်တဲ့ပညာသင်ရမှာမသင်မဲနဲ့နေလို့ရှိရင်လှုပ်တဲ့နာကိုမလှုပ်ဘူးလို့ခေါ်တယ်စီးပွားရှာရမယ်လှုပ်တဲ့မလှုပ်ဘဲနေလို့ရှိရင်စီးပွားဥစ္စာမတိုးတက်ဘူးဒါဆုတ်ရှုံးမှုတစ်ခုပဲလေမလှုပ်တဲ့နာကိုလှုပ်လို့ပစ္စည်းတွေပြတ်သွားတယ်မလှုပ်တဲ့နာကိုလှုပ်လို့အပြစ်ဖြစ်တယ်
လှုပ်တဲ့နာမလှုပ်လို့ရှင်လဲမရဘူးဆုံးရှုံးတယ်အဲ့ဒီနှစ်ခုကိုခွဲခွဲပြားပြားသိပြီးတော့မလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဆိုတာပညာရဲ့စွမ်းရည်လို့ခေါ်တယ်အဲ့ဒီပညာမျိုးရှိရမယ်တဲ့ဒီလိုပြောတာနော်